ကျွန်တော်အသက်16နှစ်မှာဒီဖြစ်ရက်ကိုကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်ဟာအိမ်မှာတယောက်တည်းနေရတာကိုနှစ်သက်လာခဲ့ပါပြီ။တငယ်ချင်းတွေကိုအိမ်ထဲကိုခိုးခေါ်လာဖို့မဟုတ်ပါဘူး။ကျွန်တော်ကညစာကိုကိုယ်တိုင်ချက်ပြုတ်ပြီး TV မှာကိုကြိုက်တာကိုကြည့်ရင်အိတ်ချင်တဲ့အခါအိတ်လို့ရတာကိုနှစ်သက်တာပါ။ဒါပေမဲ့တညမှာကျွန်တော်တကယ်တယောက်တည်းမဟုတ်ခဲ့ပါဘူး။ညနေနေဝင်ချိန်ကနေတကောက်ရန်အထိကျွန်တော်ရဲ့ပုံမှန်လုံရိုးလုံစင်အတိုင်းပဲလုပ်ခဲ့ပါတယ်။ပြင်ပန်းလာတဲ့အခါအိတ်ရတဲ့တော်သွားပြီးအိပ်ပျော်သွားခဲ့ပါတယ်။ဘာမှထူးဆန်းတာကိုတတိမထားမိခဲ့ပါဘူး။အိမ်မက်မမက်ခင်အထီပေါ့အိမ်မက်ထဲမှာထင်ခဲ့တာပါ။တယောက်ယောက်ကဆူတောင်းနေတဲ့အတန်ကိုပထမဆုံးကြားလိုက်ရတဲ့အတန်ကမရေမရာဖြော့ဖြော့ဖြစ်နေပေမဲ့တသမတ်ထပြက်မလက်ဆူတောင်းနေတဲ့အတန်မှာအဲ့ဒီအတန်ကအမျိုးသားတယောက်ရဲ့အတန်ဖြစ်ပြီးအကွက်ကွက်ဖြစ်နေကအကြောင်းတစ်ခုခုကြောင့်စိတ်ဆင်းရဲမှုအပြည့်နဲ့ဆူတောင်းနေတာပါဘလောက်ကြာနားထောင်နေမှမသိပေမဲ့နောက်ဆုံးမှာဒါကိုအိမ်မက်မဟုတ်မှန်သဘောပေါက်လိုက်ပါတယ်အဲ့ဒီအတန်ကကျွန်တော်ကိုအိယာကနေနှိုးဆက်တန်လို့ရုတ်တရက်ဆွဲထုတ်လိုက်ပြီးကျွန်တော်ရဲ့စိတ်ထဲမှာမေးခွန်းတစ်ခုပေါ်လာခဲ့ပါတယ်ဒီအိမ်ထဲမှာဘသူကဆူတောင်းနေတာလဲကျွန်တော်တို့မိသားစုကဘာသာရေးကိုင်းဆိုင်သူတွေမဟုတ်ပါဘူးအိမ်မှာဘာသာရေးကိုလုံးဝမကျင့်သုံးပါဘူးအရေးကြီးဆုံးကတော့ကျွန်တော်ကအိမ်မှာတယောက်တည်းပဲရှိနေရမှာပါအပြည့်အဝနိုးလာတဲ့အခါအတန့်ရဲ့အရင်မြစ်ကိုရှာတွေ့ခဲ့ပါတယ်အဲ့ဒီအတန်ဟာကျွန်တော်ရဲ့အိတ်ခမ်းပြတင်းပေါက်အပြင်ဘက်ကထွက်လာတာပါကျွန်တော်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအေးဆက်သွားပြီးသပင်တွေတစ်ချောင်းချင်းထောင်ထလာခဲ့ပါတယ်အဲ့ရဘော်ကနေဖြည်းဖြည်းချင်းထပြီးပြတင်းပေါက်စီတိတ်တိတ်ဆိတ်လျှောက်သွားကလကာကိုအနှဲငယ်သာဆွဲဖွင့်လိုက်ပါတယ်အိမ်နောက်ဖေးမှာလူတစ်ယောက်ကဒိုးထောက်ထိုင်ပြီးသူ့လက်ထက်မှာတမချန်းစာအုပ်ကိုကင်ထားကဆူတောင်းနေပါတယ်။သူ့မျက်နှာကမြေကြီးစီငုံထားပါတယ်။သူ့အကြောက်ဆုံးအရာကတော့သူ့မှာအဝတ်မပါတလောက်ဖြစ်နေတာပါ။အတွင်းကံပေါင်းမီတစ်ထည်ကိုသာဝတ်ထားပြီးကျန်တာဘာမှမရှိပါဘူး။သူကအသက်ကြီးပြီးအနှဲငယ်ဝါတာကြောင့်သူ့ရဲ့အဖြူရောင်အသားရည်ပေါ်မှာအစီရီတွဲလဲကျနေပါတယ်။ရိုးရိုးသားသားပြောရရင်ဘာလို့ရမလဲမသိခဲ့ပါဘူး။ဒါပေမဲ့သူ့ကိုအဲ့ဒီမှာဆက်ထားလို့မဖြစ်ပါဘူး။ကျွန်တော်ရဲ့လက်တွေတုံနေပြီးပြတင်းပေါက်ကိုဖြည်းဖြည်းခံပြီးသူ့ကိုဖြစ်နိုင်သမျှရင်ကျေးစွာထွက်သွားဖို့ပြောလိုက်ပါတယ်သူ့ရဲ့ဆူတောင်းတာကိုရက်လိုက်ပြီးမျက်လုံးတွေကစိတ်မထိန်နိုင်သလိုအတိတ်ပဲမရှိပဲကျွန်တော်ကိုစိုက်ကြည့်လာပါတယ်ထာဝရလို့ထင်ရတဲ့အချိန်တစ်ခုလောက်ကျွန်တော်ကိုစိုက်ကြည့်ပြီးမှပြန်ငုံပြီးဆူတောင်းတာကိုဆက်လုပ်ပါတယ်ရုတ်တရက်ကျွန်တော်ကပြတင်းပေါက်ကိုထုရိုက်ပြီးအိမ်ကနေထွက်သွားဖို့အော်ဟစ်လိုက်ပါတယ်ကျွန်တော်ကသူ့ကိုထိတ်လန့်အောင်လုပ်မယ်လို့မျှော်လင့်ထားပြီးမြဲအဲ့လိုမဖြစ်ခဲ့ပါဘူးသူကအေးစစ်စစ်ထရက်ပြီးအိမ်ရဲ့တောင်းတနေရာကိုရှောက်သွားပြီးကျွန်တော်မြင်ကွင်းထဲကပျောက်သွားပါတယ်တော်တော်လေးထိတ်လန့်သွားပြီးကျွန်တော်ကစောင်းတထဲကိုပခုံးပေါ်မှာခြုံပြီးရေတစ်ခွက်ကိုယူဖို့မိဖို့ကြောင့်လေးကိုရှောက်သွားပါတယ်လက်တွေတုံနေရင်ထိုင်နေရင်ဒီဖြစ်ကဒီမှာပဲပြီးမယ်လို့မထင်မိပါဘူးဆူတောင်းနေတဲ့တရားသမားကအနားမှာပဲရှိနေသေးမယ်လို့ထင်မိပါတယ်မိဖို့ကြောင့်ပြတင်းပေါက်ကနေအပြင်ကိုကြည့်ရင်သူ့ရဲ့အရေးအယောင်ကိုစောင့်ကြည့်နေပါတယ်မိနစ်အနည်းငယ်အကြာမှာတယောက်ယောက်ကမြင်ကွင်းထဲကိုဝင်လာပါတယ်ဒီတစ်ခါတော့တခြားသူတယောက်ပါယုံမဲမယုံမဲသူကဖုန်းကြီးဝတ်ဆောင်အပြည့်အစုံနဲ့တမချန်းစာအုပ်ကိုလက်ထဲမှာကင်ထားပါတယ်အဲ့ဒီလူကအရင်လူနဲ့ရှင်ရင်တက်ရက်ပြီးတန်ရှင်းတဲ့ပုံပေါက်ပါတယ်ဒါပေမဲ့သူအဲ့ဒီမှာရှိနေတာကလုံးဝမဖြစ်တဲ့အရာပါဖုန်းကြီးဆိုတဲ့သူကတကယ်ဖုန်းကြီးဖြစ်မဖြစ်ပေါ့နော်ပြတင်းပေါက်ကနေအနှဲငယ်သာအကွာမှာရက်နေပြီးရိုးရှင်းတဲ့မိခင်တစ်ခုကိုမေးလာပါတယ်မိတ်ဆွေတင်းရဲ့အိမ်ရှိတကားမှာဆူတောင်းစကားတခုပြောလို့ရမလားကျွန်တော်ကပြတ်သားစွာမရဘူးလို့ပြန်ဖြေလိုက်ပါတယ်ပြီးတော့သူ့မျက်နှာရှိမှာပဲကလကာကိုချလိုက်ပြီးမိဖို့ကြောင့်ကနေထွက်လာခဲ့ပါတယ်အဲ့ဒီကနေဆိုဖာပေါ်ထိုင်ရင်မယုံကြည်နိုင်စွာနဲ့သွားတွေကိုကြိတ်ထားမိပါတယ်ဘလို့ဖုန်ကြီးမျိုးကတကောင်ရံမှာတယောက်ရဲ့အိမ်ကိုရောက်လာမှလဲဘာလို့ကျွန်တော်ကိုလဲ10မိနစ်တောင်မပြည့်ခင်မှာတကားခောက်တန်ကြားလိုက်ရပါတယ်ဘာလို့လဲဆိုတာတီးပြီးသားဖြစ်ပေမဲ့သူတီးပြီးသားဆိုတော့လစ်လူရှုဖို့အတိတ်ပဲမရှိဘူးလို့ခံစားရတယ်ထပြီးတကားပေါက်ကမှန်ပြတင်းပေါက်ကလေးကနေကြည့်လိုက်တော့ဖုန်ကြီးဆိုတဲ့သူကအိမ်နောက်ဖေးတကားပေါ်မှာရှိနေတယ်ဒါပေမဲ့အခုသူ့မှာအဖော်ပါလာတယ်အိမ်နောက်ဖေးမှာဆူတောင်းနေတဲ့အဝတ်မပါတလောက်ရှိတဲ့လူတစ်ယောက်ကသူနဲ့အတူလိုက်လာပြီးနောက်ဖေးသင်းကြပေါ်မှာရှင်းနောက်ရှောက်နေပါတယ်ကျွန်တော်ကသူတို့နှစ်ယောက်လုံးကိုအော်ဟစ်ပြီးထွက်သွားဖို့ပြောလိုက်ပါတယ်ဖုန်းကြီးကသူ့လက်ကိုနားမှာကွေးပြီးမကြားရဘူးလို့ပြောပါတယ်ကျွန်တော်လည်းစိတ်မထိန်နိုင်တော့ပါဘူးတကားပြီးကပြတင်းပေါက်ကိုအနှဲငယ်ဖွင့်ပြီးသူတို့ကိုထွက်သွားဖို့အော်ဟစ်ခဲ့ပါတယ်ဒါပေမဲ့နားထောင်မဲ့အစားဖုန်းကြီးကတနာစရာမျက်နှာပြီးပြီးအကြောင်းပြချက်တစ်ခုကိုပြောပါတယ်ဟေးမိတ်ဆွေကျွန်တော်တို့ဆူတောင်းခြင်းယုံပါအဲ့လိုသူကပြောပြီးသူ့အဖော်ကိုညွှန်ပြရင်ဆက်ပြောပါတယ်ကျွန်တော်ရဲ့တငယ်ချင်း OCD စိတ်ပိုင်းဆိုင်ရာအလွန်အမင်းဆွဲလန်းမှုဝေဒနာရှိပါတယ်သူဒီလိုဖြစ်နေတဲ့အခါတစိမ့်တယောက်နဲ့ဆူတောင်းတာကပဲသူ့ကိုတက်တာစီပါတယ်ဒါကြောင့်ကျွန်တော်တို့ကိုအိမ်ထဲခဏဝင်ပြီးဆူတောင်းခွင့်ပြုပါပြီးရင်ထွက်သွားပါမယ်ဘာမှမယုံပါဘူးအထူးသဖြင့်သူ့တငယ်ချင်းကိုကြည့်လိုက်တဲ့အခါအဲ့ဒီလူဟာရှင်းနောက်ရှောက်နေတာကိုရက်လိုက်ပြီး
ကျွန်တော်ကိုထပ်မံစိုက်ကြည့်နေပါတယ်သူ့ရင်ဘက်ကအသက်ရှူတန်ပြင်းပြင်းနဲ့တက်လိုက်ဆင်းလိုက်ဖြစ်နေတာကိုမြင်ရပါတယ်သူ့ကောင်းထဲမှာဘာတွေဖြစ်နေမလဲမသိပေမဲ့သူ့ကိုအိမ်နဲ့လုံးဝဝင်ခွင့်မပြုချင်ပါဘူးဒါကြောင့်ကျွန်တော်ကအစိမ်မကောင်းပါဘူးလို့ပြောပြီးပြတင်းပေါက်ကိုပိတ်ဖို့လှုပ်လိုက်ပါတယ်ကျွန်တော်လှုပ်လိုက်တာနဲ့ဖုန်းကြီးကရုတ်တရက်ပြတင်းပေါက်ကိုဆွဲဖွင့်ဖို့လက်ထိုးထည့်လာပါတယ်ကျွန်တော်ကကိုယ်လုံးတစ်ခုလုံးနဲ့ဖိပိတ်လိုက်ပြီးသူ့လက်ကို2ခါလောက်ဖြစ်ညှစ်လိုက်ပါတယ်နောက်ဆုံးသူကနာကျင်ပြီးလက်ကိုပြန်ဆွဲထုတ်သွားပါတယ်ပြီးတော့ကျွန်တော်ကပြတင်းပေါက်ကိုပိတ်ပြီးတောက်ခတ်လိုက်ပါတယ်နောက်ဆုံးအပြင်ကိုကြည့်လိုက်ပြီးရဲတွေကိုဖုန်းဆက်မယ်လို့ပြောလိုက်ပါတယ်ချက်ချင်းပဲဖုန်းဆက်လိုက်ပါတယ်ဒါပေမဲ့ဖုန်းဆက်ရင်အပြင်ကိုကြည့်လိုက်တဲ့အခါအဲ့ဒီလူ2ယောက်ကပျောက်သွားပါပြီရဲတွေရောက်လာတဲ့အခါလဲသူတို့ရဲ့အရေးအယောင်ကိုလုံးဝမတွေ့ရတော့ပါဘူးရဲတွေကကျွန်တော်ရဲ့ဖော်ပြချက်ကိုကြားပြီးအံ့ဩနေပုံရပေမဲ့တခုခုဖြစ်ခဲ့တယ်လို့ပြောပါတယ်ဒါပေမဲ့ကျွန်တော်ကတော့သူတို့ကကျွန်တော်ကိုလူရက်ဖို့လာတာမဟုတ်ဘူးလို့ထင်ပါတယ်သူတို့မှဒီထက်ပိုဆိုးတဲ့ရည်ရွယ်ချက်တစ်ခုခုရှိမယ်လို့ထင်မိပါတယ်ဘာပဲဖြစ်ဖြစ်ဒီဖြစ်ရက်ကိုမိဘတွေကိုမပြောဖို့ဆုံးဖြတ်ခဲ့ပါတယ်အခုပြန်ကြည့်ရင်ဒါကမိုင်မဲတဲ့အဆုံးဖြတ်ချက်ဖြစ်ပေမဲ့ကျွန်တော်ရဲ့အိမ်မှာတယောက်တည်းနေခွင့်ကိုစုံချုံချင်မှာမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီထူးဆန်းတဲ့လူတွေပြန်လာမှာကိုအမြဲတမ်းကြောက်နေခဲ့ပါတယ်ကျွန်တော်ရဲ့အမကကောလိပ်ကိုထွက်သွားပြီးနောက်အိမ်မှာတယောက်တည်းနေရတာကကံကောင်းတယ်လို့ထင်ခဲ့ပါတယ်အိမ်မှာဆက်နေဖို့နည်းနည်းအသက်ကြီးနေပြီလို့ထင်ရပေမဲ့အိမ်ငါးကနဲ့စားစရိတ်ကိုအလက်ကားရတာကိုဘသူကညင်းပါလဲဘာပဲဖြစ်ဖြစ်ကျွန်တော်ကပါတီပွဲတွေကိုတိတ်မကြိုက်တာကြောင့်တညမှာကျွန်တော်ရဲ့ချစ်သူကိုအိမ်ကိုဖိတ်ပြီးအတူတူအေးစစ်စစ်နေခဲ့ပါတယ်အမေကညီလာခံတစ်ခုအတွက်မြို့ပြင်ထွက်သွားပြီးအမကမကြခင်အိမ်ပြန်လာမယ်လို့ပြောထားပေမဲ့ဘယ်အချိန်လဲဆိုတာအတိအကျမပြောထားပါဘူးဒါကြောင့်ကျွန်တော်မှတီးတဲ့နေရာရှိမယ်လို့ထင်ခဲ့ပါတယ်ကျွန်တော်ရဲ့ချစ်သူကတော်တော်စောစောပြန်သွားပါတယ်သူ့အဆောင်ပေါ်ကစိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုခုဖြစ်နေလို့သူ့ကိုကူညီဖို့လိုအပ်တယ်လို့ပြောပါတယ်ကျွန်တော်ကကူညီဖို့ကမ်းလှမ်းခဲ့ပေမဲ့သူကသူတယောက်တည်းဖြေရှင်းနိုင်တယ်လို့ပြောပြီးည10နာရီလောက်မှထွက်သွားပါတယ်အိမ်မှာကျွန်တော်တယောက်တည်းပဲကြံခဲ့ပါတယ်ဘီယာ3ခွက်တောက်ထားတာကြောင့်အနှဲငယ်မူးနေပါတယ်ဇက်ကတကားဖွင့်ပြီးဆိုဖာပေါ်မှာအေးစစ်စစ်ထိုင်နေပါတယ်ရုပ်ရှင်ကြည့်ရင်ဘီယာ2ခွက်ထပ်တောက်မိပြီးတကယ်မူးလာပါတယ်ရုပ်ရှင်ကြည့်နေရင်နားရီအနှဲငယ်အကြာမှာအင်ရှိတကားနာကဟင်းလင်းပြမှာတခုခုချစ်တန်ကိုကြားလိုက်ရပါတယ်ကျွန်တော်ကအနှဲငယ်ထိုင်ပြီးတိတ်ဂယုမဆိုင်မိပါဘူးတကားလက်ကင်ကလှုပ်တန်ကြရပြီးတကားဖွင့်တန်ကိုကြားလိုက်ရပါတယ်ချက်ချင်းစိတ်အေးသွားပါတယ်တကားကိုတောက်ခတ်ထားတာဆိုတော့မိသားစုဝင်တယောက်ယောက်ပဲဖြစ်မယ်လို့ထင်ခဲ့ပါတယ်အမေလို့ထင်ပြီးအော်ခေါ်လိုက်ပေမဲ့ဘယ်သူမှပြန်မဖြေပါဘူးအားရုပ်ပြီးထပြီးတကားစီကိုလှက်ကြည့်လိုက်တော့အမောင်ထဲမှာတယောက်ယောက်ကိုမြင်လိုက်ရပါတယ်အမောင်ထဲမှာရှင်းရှင်းလင်းလင်းမမြင်ရပေမဲ့အမျိုးသမီးတယောက်ဖြစ်ပြီးကျွန်တော်အမေထက်ပိန်ကပ်ပြီးသပင်ကားလည်းပိုရှိပါတယ်သူ့အနောက်မှာတခုခုကိုဆွဲလာနေတာကိုမြင်ရပါတယ်အမားဖြစ်မယ်လို့သဘောပေါက်လိုက်ပါတယ်ဟယ်လိုလို့မပြောရသေးခင်မှာသူကလေကားထွတ်တဲ့ဘောကိုတရွတ်တိုက်ဆွဲပြီးတက်သွားပါတယ်သူဆွဲလာတဲ့အိတ်ကလေကားတစ်တစ်ချင်းမှထိပြီးအတန်ထွက်နေပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ကမျက်လုံးတွေကိုမဖွင့်နိုင်လောက်အောင်မူးနေတာကြောင့်မနှက်ပြတ်မှအမားနဲ့တွေ့မယ်လို့ဆုံးဖြတ်ပြီးစူပါပေါ်မှာပဲအိတ်လိုက်ပါတယ်အိတ်တာကတိတ်မကြပါဘူးတကောင်းရန်ကြော်ပြီးမိဖို့ကြောင့်တွေကတယောက်ယောက်ကဗီဒီယိုတွေကိုဖွင့်ပြီးမလိုချင်တာတွေကိုကျမ်းပေါ်ပြစ်ချနေသလိုစူညံတန်တွေကိုကြားလိုက်ရပါတယ်နိုးလာပြီးဖုန်းကိုကြည့်လိုက်တော့မက်ဆေ့တစ်စောင်ဝင်လာတာကိုတွေ့ရပါတယ်ဖုန်းကိုကောက်ကြည့်လိုက်တော့အမေစီကမက်ဆေ့ဖြစ်ပြီးမနှက်ဖြတ်မှာအမကိုယထာပူတာမှာတွားကြိုပြီးဖို့မေးထားပါတယ်ကျွန်တော်ကအမကအိမ်မှာရောက်နေပြီလို့ပြန်ပို့လိုက်ပါတယ်မိဖို့ကြောင့်တွေကစူညံတန်တွေကဆက်ဖြစ်နေပါတယ်မိဖို့ကြောင့်တွေကစူညံတန်တွေရုတ်တရက်ရက်သွားပါတယ်အမေကအမကသူ့စီကနေအခုလေးတင်သတင်းပို့ထားပြီးကျွန်တော်နဲ့မိုင်90အကွာကဟိုတယ်တစ်ခုမှရှိနေတယ်လို့ပြောပါတယ်ကျွန်တော်ထိတ်လန့်သွားပြီးမိဖို့ကြောင့်ထဲမှာရှိနေတဲ့သူကတသိန်းတစ်ယောက်ဖြစ်မှန်းသိလိုက်ရပါတယ်ခြေတံတွေကကျမ်းပေါ်မှာဆွဲလာပြီးတစီစီအတန်ထွက်နေပါတယ်ကျွန်တော်ကစူပါဘော်ကခုန်ထပြီးမိဖို့ကြောင့်စီမျက်နှာမူလိုက်ပါတယ်အဲ့ဒီသသိန်းကအေကန်ထဲကိုတောင်းကွေ့ဝင်လာပါတယ် TV ရဲ့အလင်းရောင်ကပဲအခန်းထဲမှာရှိပါတယ်သူ့မျက်နှာကတစီလိုအပြာရောင်အလင်းထဲမှာထင်းနေပါတယ်သူမကရုပ်ဆိုးလောက်အောင်ပိန်ကပ်နေပြီးမျက်လုံးတွေကနှက်ဆိုင်စွာခုံးဝင်နေပါတယ်သပင်တွေကလည်းအပိုင်းပိုင်းပြတ်နေပါတယ်သူကကြံရှိနေတဲ့စွပ်ပြုတ်တပူးကိုလက်ပလာနဲ့အငမ်းမရစားနေပါတယ်ကျွန်တော်ကဇင်းချက်တွေကိုပြေးဝင်သွားပြီးသူမကနောက်ကနေဖြည်းဖြည်းလိုက်လာတာကိုကြားလိုက်ရပါတယ်ရေချိုကန်းထဲမှာကုကုကိုတောက်ခတ်ပြီးနရံအဝေးဆုံးနေရာမှာပြန်ကတ်နေလိုက်ပါတယ်တကားအောက်ကအကွဲတဲ့ဂျားကနေသူမရဲ့ညစ်ပတ်နေတဲ့ခြေပွားကိုမြင်လိုက်ရပါတယ်ခဏတိတ်ဆိတ်နေပြီးကျွန်တော်ရဲ့အသက်ရှူတံကိုကြားရပါတယ်ပြီးတော့သူမကတဟီဟီရဲနေပါတယ်မိနစ်တစ်ခုနီးပါးလောက်သူမကိုသူမရဲနေပြီးနောက်ဆုံးမှာရေတံကငိုတံအဖြစ်ပြောင်းသွားပါတယ်သူမကတကားကိုကပ်ပြီးငိုကြွရင်သူ့ကောင်းကိုတကားမှာရိုက်နေပါတယ်ကျွန်တော်ကအမေကိုအိမ်ထဲမှာအန်တီရရှိတဲ့သူရှိနေတယ်လို့မသိဘူးပြီးရဲရစ်ကိုဖုန်းဆက်လိုက်ပါတယ်အမောင်ထဲမှာစောင့်နေရင်သူမကတကားအကွဲကြားကနေအတိတ်ပဲမရှိတဲ့စကားတွေကိုတိုးတိုးလေးပြောနေပါတယ်နောက်ဆုံးမှာအပြင်ကကားသံတွေကိုကြားလိုက်ရပြီးအဲ့ဒီအမျိုးသမီးကဇင်းကြံအတိုင်းပြေးထွက်သွားပါတယ်
တနင်္လာရီလောက်အကြာမှာရဲတွေကရေချိုးကန်တကားကိုခောက်ပြီးအဆင်ပြေပြီလို့ပြောပါတယ်ရဲနိုင်ငံအကြာမှာရဲတွေကအဲ့ဒီအမျိုးသမီးဟာအိုးမဲ့အိမ်မဲ့ဖြစ်ပြီးနှစ်ပေါင်းများစွာမူရစ်စေတုံးဆွဲမှုကြောင့်စိတ်ယောဂခံစားနေရသူဖြစ်တယ်လို့ပြောပါတယ်သူတို့ကသူမကိုတွေ့ပြီးစိတ်ယောဂစီယုံမှာထားခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးကျွန်တော်ဟာတညမှအိတ်မပျော်ခဲ့ပါဘူးအခုဆိုရှေ့တကားကနေတရရောက်ဝင်လာတဲ့အတန်ကြားတိုင်းအိမ်ထဲမှာဝတ်ထားတဲ့လက်နက်တွေကတခုကိုကောက်ကန်ပြီးရင်ဘတ်မှာတင်းကျပ်စွာဖက်ထားမိပါတယ်ကျွန်တော်ယုံကြည်ရတဲ့သူတယောက်ဖြစ်မှန်သိချာမသိမချင်းဒီလိုပဲလုပ်နေမိပါတယ်ကျွန်တော်အသက်17နှစ်မှာအဖေနဲ့အတူလူသူကင်းမဲ့တဲ့အကျယ်ပြောလာတဲ့မြေကွက်နေရာတစ်ခုမှာနေထိုင်ခဲ့ပါတယ်ဒါကလေကွင်းတစ်ခုလုံးမဟုတ်ပေမဲ့နွားတွေကြက်တွေသိုးတွေမွေးမြူထားပါတယ်အဖေကတနက်ပြစ်တာကိုအမြဲတမ်းဝါသနာပါပါတယ်အဲ့ဒီနေရာမှာလှုပ်စရာသိမ့်မရှိတာကြောင့်တနက်အနည်းဆုံး10လက်လောက်ပိုင်ဆိုင်ထားပါတယ်ကျွန်တော်ကလည်းတနက်တွေကိုမကြိုက်ပါဘူးတခုခုမတော်မတရားဖြစ်မှာကိုအမြဲတမ်းစိတ်ပူမိပါတယ်ဥပမာတနက်မတော်တဆပြစ်မိတာတို့ထူးဆန်းတဲ့မတော်တဆမှုတွေဖြစ်မှာကိုစိတ်ကူးထဲမှာမြင်ရောက်မိပါတယ်အဖေကကျွန်တော်ကိုတနက်ပြစ်ကွင်းနဲ့ခေါ်သွားဖို့ကြိုးစားခဲ့ပေမဲ့ကျွန်တော်ကအိမ်ထဲမှာပဲနေရတာကိုပိုကြိုက်တာကြောင့်နောက်ဆုံးမှာသူတယောက်တည်းတနက်ပြစ်ထွက်သွားတတ်ပါတယ်အဖေကကျွန်တော်ရဲ့မိကွက်ထက်ကိုခိုးဝင်တဲ့သူတွေတမမဟုတ်တရိတ်ဆန်တွေကိုတနက်နဲ့ပြစ်ခဲ့ရတဲ့အချိန်အနှဲငယ်ရှိပါတယ်တခါကဝက်ဝင်တကောင်ကခြံစည်းရုပ်ကိုဖြတ်ပြီးအိမ်နောက်ဖေးထဲဝင်လာတာကိုအဖေကသူ့ဦးကောင်းကိုတနက်နဲ့ပြစ်ခဲ့ပါတယ်အဲ့ဒီအလောင်းကိုကြည့်ရတာကမခံမရနိုင်ဖြစ်ပေမဲ့အဖေကကျွန်တော်ကိုတန်းရှင်းလုပ်ဖို့ကူညီခိုင်းခဲ့ပါတယ်တခါကမိုးနေတဲ့လူတစုကကျွန်တော်တို့ရဲ့လက်ကွန်းထဲကိုဝင်ပြီးဖျက်ဆီးနေတာကိုအဖေကသူတို့ရဲ့ခေါင်းပေါ်ကနေတတိပြီးပြစ်ခတ်မှုအနှဲငယ်လုပ်ခဲ့ပါတယ်ဒီလိုလုပ်လိုက်တော့သူတို့ဟာအလင်းအမြန်ပြေးထွက်သွားကြပါတယ်ရေဘူးရအပြင်ဒီနေရာကအတော်လေးလုံခြုံပါတယ်ဒါပေမဲ့ဆောင်းရသည်ရဲ့တညမှာကျွန်တော်ဟာပထမဆုံးအချိန်တနက်ပြည့်ရမယ့်အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်အဲ့ဒီညမှာအဖေကတငယ်ချင်းတွေနဲ့အရက်ဆိုင်မှာထွက်သွားပြီးကျွန်တော်ကအိမ်မှာတီဗီကြည့်နေခဲ့ပါတယ်ပြတင်းပေါက်တွေကိုပိတ်ထားပြီးအပူပေးဆက်ကိုအပြည့်ဖွင့်တာကစောင်းတထဲနဲ့စူဖာပေါ်မှာအေးဆေးဆေးထိုင်နေခဲ့ပါတယ်ရုပ်ရှင်အနေငယ်ကြည့်ပြီးနောက်မျက်လုံးတွေကမိမ့်မိန်လာပါတယ်ဒါပေမဲ့အိပ်ပျော်မသွားခင်မှာဖုန်းကအကြောင်းကြားစာတစ်စောင်ဝင်လာပါတယ်ကျွန်တော်တို့မှာ rain တကားခေါင်းလောက်တစ်ခုရှိပြီးအပြင်ဘက်ကိုဗီဒီယိုရိုက်ပြီးပြပေးနိုင်ပါတယ်အဖေဖြစ်မယ်လို့ထင်ခဲ့ပါတယ်ဒီလောက်နောက်ကျပြီးအေးဆက်နေတဲ့အချိန်မှာဘသူများရောက်လာမှလဲအဖေဝင်လာဖို့ခဏလောက်စောင့်ကြည့်ပေမဲ့တကားဖွင့်တာမကြရပါဘူးဖုန်းထဲကဗီဒီယိုဖိုင်ကိုဖွင့်ကြည့်လိုက်တော့အဖေကအပြင်မှာရှိနေပြီးတခုခုအတွက်အကူအညီလိုနေမလားလို့ထင်မိပါတယ်ဗီဒီယိုဖိုင်ကအမောင်ကြီးဖြစ်နေပြီးနှင်းပွင့်တွေကကင်မရာကိုအုပ်ထားပေမဲ့တကားကနေ15ဖီလောက်အကွာမှာအရိပ်ထဲမှာရက်နေတဲ့လူတစ်ယောက်ကိုမြင်ရပါတယ်သူဟာနှင်းထဲမှာဝက်စားထားတာတိတ်ပါလာလွန်ပြီးသူ့မျက်နှာကိုလုံးဝမမြင်ရပါဘူးအဖေမဟုတ်ဘူးလို့ထင်ရပါတယ်အဲ့ဒီလူကအဖေထက်ပိုမြင့်ပါတယ်မိနစ်တစ်ခုလောက်သူကအဲ့ဒီမှာရက်နေုံပဲဖုန်းကိုချတော့မယ်ဆိုတဲ့အချိန်မှာသူကလက်ထွက်သွားပြီးမြင်ကွင်းထဲကပျောက်သွားပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ကလုံးဝနိုးနေပါပြီသူထွက်သွားပြီလို့ဆူတောင်းရင်းစူပါဝါကထားလိုက်ပါတယ်အတံမထွက်အောင်ကြောက်လွန်းလို့တိတ်ဆိတ်နေခဲ့ပါတယ်အနှဲငယ်စိတ်အေးလာတဲ့အခါမိဖို့ကြောင့်ပြတင်းပေါက်မှာတခုခုချစ်တန်ကြားလိုက်ရပါတယ်တခုခုကမမှန်ဘူးလို့ခံစားရတာကြောင့်အနီးနားကပြတင်းပေါက်တွေနဲ့တကားတွေကိုတောက်ခတ်မထားတိချစစ်ဆေးခဲ့ပါတယ်မိဖို့ကြောင့်တွေကပြတင်းပေါက်တွေကိုပဲကြံခဲ့ပြီးအဲ့ဒီဘက်ကိုသွားဖို့မဆုံးဖြတ်နိုင်ခဲ့ပါဘူးချစ်တန်ကရက်သွားပြီးမိဖို့ကြောင့်တွေကိုချောင်းကြည့်လိုက်တော့ပြတင်းပေါက်အပြင်ဘက်မှာချစ်ရာကိုတွေ့ရပါတယ်ပြီးတော့အိမ်ဘေးဘက်မှာတခုခုကထုနဲ့တန်တွေထွက်လာပါတယ်နေရန်ဘော်ကပကြီးကားတွေဟာထုနဲ့တန်တွေနဲ့အတူလှုပ်ခါနေပါတယ်ကျွန်တော်ဟာအသက်ရှူမဝတော့မလို့ဖြစ်နေပေမဲ့စိတ်ကိုထိန်းချုပ်ပြီးအပေါ်တက်ကိုပြေးတက်သွားပြီးအဖေရဲ့တနက်တက်လက်ကိုရှာတွေ့ခဲ့ပါတယ်အဖေရဲ့အခန်းထဲမှာတနက်တက်တာတစ်လုံးရှိပြီးအဲ့ဒီထဲမှာတနက်တက်လက်ရှိပါတယ်ဒါကြောင့်စကောဝတ်ထက်ပြီးတနက်ထဲကိုကြည်စံ3000ထည့်လိုက်ပါတယ်မဖြစ်မနေမတိကျမှာကိုမျောလင်းရင်လုပ်ခဲ့တာပါအိမ်ဘေးဘက်ကထုနဲ့တန်တွေရက်သွားပေမဲ့အပေါ်တက်ကကျွန်တော်အခန်းသားမှာပြတင်းပေါက်တစ်ခုကွဲသွားပါတယ်တနက်ကိုဆွဲယူပြီးအတန်ထွက်ရနေရာကိုပြေးသွားခဲ့ပါတယ်ဒါကမဖြစ်မနေလောက်ရမယ့်အဆုံးဖြတ်ချက်ဖြစ်ပြီးအစင်မပြေလဲဖြစ်နိုင်ပေမဲ့ကျွန်တော်ရဲ့အကြောက်တရားနဲ့တနက်ကဆုံးဖြတ်ချက်ကိုလွှမ်းမိုးထားပါတယ်တနက်နဲ့ပြတင်းပေါက်စီကိုညွှန်လိုက်ပေမဲ့အဲ့ဒီမှာဘာမှမရှိပါဘူးနှင်းထဲကိုချောင်းကြည့်လိုက်တော့ကျွန်တော်ရဲ့ကြက်တကောင်ကိုမြေပေါ်မှာတီးနေတာကိုတွေ့လိုက်ရပါတယ်မျက်စိတောင်းကနေကင်မရာရိုက်ကအဲ့ဒီလူတစ်ယောက်ကိုနှင်းထဲမှာဒိုးထောက်ထိုင်ပြီးသူ့လက်ကိုရက်နေတာကိုမြင်လိုက်ရပါတယ်တွန်းဆောင်မနေပဲသူ့ဘက်ကိုတနက်ချိန်ပြီးပြစ်လိုက်ပါတယ်ဒါပေမဲ့သူ့ကိုလွဲချော်သွားပါတယ်ပြစ်လိုက်ပြီးနောက်သူကအမောင်လေးကိုပြေးထွက်သွားပြီးကျွန်တော်တယောက်တည်းကြံခဲ့ပါတယ်အဖေကိုဖုန်းဆက်လိုက်တော့10မိနစ်တွင်အိမ်ပြန်ရောက်လာခဲ့ပါတယ်အဖေကရဲတွေကိုမခေါ်ချင်ခဲ့ပါဘူးသူကရဲတွေကိုဘယ်တော့မှမယုံကြည်ခဲ့ပါဘူးဒါကြောင့်ရဲအနေငယ်အကြအိမ်ကနေထွက်သွားပြီးနောက်ကိုပြန်မကြည့်တော့ပါဘူးအဲ့ဒီလူကဘာလို့လဲဘာလို့ကျင်တာလဲဆိုတာအခုထိမသိရသေးပါဘူးဒါပေမဲ့သူ့ကိုထိတ်လန့်အောင်လုပ်နိုင်ခဲ့တာကိုဝမ်းသာပါတယ်သူကကျွန်တော်နဲ့ဘာလို့ဖို့ကြံစည်နေလဲဆိုတာကိုစိတ်ကူးထဲမှာမြင်အောင်ကြည့်ရင်ကြောက်လွန်းလို့တုန်လုံးမိပါတယ်
ကျမကအိတ်ခမ်းနှကမ်းပါတဲ့ဒုတိယထက်ကတိုက်ခန်းတစ်ခုမှနေထိုင်ပါတယ်ပုံမှန်အားဖြင့်ကျမရဲ့အဆောင်ပေါ်ကအိမ်မှာရှိပေမဲ့သူကတခါတရံတငယ်ချင်းတွေရဲ့အိမ်မှာသွားအိတ်တက်ပါတယ်မကြသေးခင်ကသူမထွက်သွားတဲ့တညမှာကျမကအိမ်နောက်ဖိကကာရန်ထားတဲ့ဟင်းလင်းပြင်မှာစိတ်လေးတောက်နေခဲ့ပါတယ်ဟင်းလင်းပြင်ရဲ့နေရန်ကခါလောက်အထိရှိပြီးအလုံးအပြည့်စုံပိတ်ထားတာပါဒါကြောင့်ထိုင်နေရင်အပြင်ဘက်ကမြေပြင်ကိုမမြင်ရပါဘူးဒါပေမဲ့အိမ်ထဲကိုပြန်ဝင်ဖို့ထပ်ရလိုက်တဲ့အခါအပြင်ဘက်ကိုမြင်ရပါတယ်မှန်တကားကိုပေးလိုက်ရင်အလေးအထားအရာအပြင်ဘက်ကိုကြည့်လိုက်ပါတယ်ပေ90လောက်အကွာကကားပါကင်ထဲမှာလူတစ်ယောက်ကကျမတိုက်ခန်းကိုတက်တက်စိုက်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်တကယ်တော့သူ့ကိုကျမမှတ်မိပါတယ်သူကဒီတိုက်ခန်းရက်ကွက်ထဲမှာနေထိုင်တဲ့သူတစ်ယောက်ပါသူကပုံမှန်လူတစ်ယောက်လိုပုံပေါက်ပြီးအသက်20ကျော်လောက်ရှိမယ်ဇပင်ကအနက်ရောက်ပကုံးလောက်ထိရှိပြီးတာမန်အင်္ဂလိပ်စတိုင်အမြဲဝတ်စားထားပါတယ်ဒါပေမဲ့သူ့ရဲ့အပြုတ်မူကထူးဆန်းပါတယ်သူကအမြဲတမ်းရည်ရွယ်ချက်မရှိဘဲလှည့်လည်နေတတ်ပြီးတခါတရံလမ်းအလယ်မှာရှောက်သွားတာတို့ကိုအတိတ်ပဲမရှိတဲ့စကားတွေပြောနေတာတို့လုပ်တတ်ပါတယ်သူကတခြားသူတွေကိုတစုံတရာတတိထားမိပုံရပေမဲ့သူတို့ကိုလှစ်လို့ရှုဖို့ကြိုးစားနေသလိုသူတို့ကိုတကယ်မဟုတ်ဘူးလို့ထင်နေသလိုပုံစံပေါက်နေပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ထိသူကအန်တီယံမရှိတဲ့သူလို့ထင်ခဲ့ပါတယ်ဒါပေမဲ့သူကကျမတိုက်ခန်းကိုစိုက်ကြည့်နေတဲ့အခါအဲ့ဒီအတွေးတွေကအကုန်လုံးပျောက်သွားပါတယ်ကျမကကလပ်ကာတွေကိုပိတ်လိုက်ပြီးဆိုဖာပေါ်မှာထိုင်ရင်ကြည့်နေတဲ့ TV show ကိုစက်ကြည့်ခဲ့ပါတယ်ဒါပေမဲ့စိတ်ထဲမှာတခုခုကအဆွဲနေပါတယ်အဲ့ဒါကိုလှစ်လို့ရှုဖို့ကြိုးစားပေမဲ့မိနစ်30လောက်အကြာမှာအပြင်ကိုချောင်းကြည့်လိုက်ပါတယ်သူကအဲ့ဒီမှာရှိနေတော့မယ်အရင်ကတည်းကပိုးပြီးနီးကပ်လာနေတာကိုတွေ့ရတဲ့အခါကျမရဲ့နှလုံးသားဟာတစ်ချက်အေးဆက်သွားပါတယ်ထိတ်လန့်လာတာကြောင့်အဆောင်ပေါ်ကို FaceTime နဲ့ဖုန်းဆက်လိုက်ပါတယ်သူမကပြန်ပြေးတဲ့အခါမူးနေပြီးသူ့ရည်သားနဲ့အိပ်ယာပေါ်မှာရှိနေပါတယ်ဖြစ်ပြနေတာကိုပြောပြပေမဲ့သူမကအလေးအနက်မထားပါဘူးကျမကစွန့်စားပြီးဟင်းလင်းပြင်ထဲကပြန်ထွက်သွားပြီးကင်မရာကိုလှည့်ပြီးသူမကိုပြဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဟင်းလင်းပြင်ကိုပြန်ထွက်လိုက်တဲ့အခါအဲ့ဒီလူကပျောက်သွားပါပြီအဆောင်ပေါ်ကမင်းကငါပြောပြီးသားပဲအဲ့လိုပြောပြီးကျမကအလွန်အမင်းတုံ့ပြန်နေတယ်လို့ဆိုပါတယ်အဲ့ဒီလိုပြောတာကိုတိတ်မကြိုက်ပေမဲ့စိတ်သက်သာရရသွားပါတယ်ဘလောက်ထူးဆန်းတဲ့သူဖြစ်ဖြစ်တနားရီလောက်တနေရာထဲမှာရက်နေပြီးညင်းငွေသွားမှာပဲလို့ထင်ခဲ့ပါတယ်အဆောင်ပေါ်ကဖုန်းချသွားပြီးကျမကစိတ်ကိုတည်ငြိမ်အောင်လုပ်ဖို့မိဖို့ကြောင့်ထဲမှာစီးဖက်ဝင်တီးတစ်ခွက်ဖြော်နေပါတယ်မိဖို့ကြောင့်ကရှေ့တကားနားမှာရှိပြီးတိုက်ခန်းရဲ့ဟင်းလင်းပြင်းနဲ့ဆန့်ကျင်ဘက်မှာတည်ရှိပါတယ်ရင်နွေးကြိုပြီးတီးအိတ်ထဲကိုလောင်းနေတဲ့အခါကျမကိုထိတ်လန့်စေမဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်တကားလက်ကင်ကလှုပ်နေတဲ့အတန်ပါတယောက်ယောက်ကတကားကိုဖွင့်ဖို့ကြိုးစားနေပါတယ်ကျမကအလင်းအမြန်ပြေးသွားပြီးတကားကိုတော့3ချက်နဲ့တေချာခတ်ထားမထားကိုစစ်ဆေးလိုက်ပါတယ်ပြီးတော့အပြင်ကိုကြည့်လိုက်တဲ့အခါအဲ့ဒီလူတယောက်ကိုတကားအပြင်ဘက်မှာတွေ့လိုက်ရပါတယ်သူ့မျက်လုံးတွေကဖန်စီလိုပုံစံမျိုးနဲ့အလွတ်ကြီးဖြစ်နေပြီးမျက်နှာကကြောက်စရာကောင်းလောက်အောင်အတိတ်ပဲမရှိဖြစ်နေပါတယ်သူ့ကိုမြင်လိုက်တာနဲ့သူကကျမကိုတတိထားမိသလိုတကားလက်ကင်ကိုလှုပ်နေတာကိုရက်လိုက်ပြီးတကားပေါက်ကမှန်ပလင်းပေါက်ကလေးကနေကျမကိုတက်တက်စိုက်ကြည့်လာပါတယ်သူ့အကြည့်ကကျမဝိညာဉ်တဲကိုထိုးပေါက်နေသလိုခံစားရပါတယ်အသက်ရှင်မို့ကြောက်လန့်နေပြီးတကားကနေပြန်ဆုပ်ပြီးရဲတွေကိုဖုန်းဆက်လိုက်ပါတယ်သူကအဲ့ဒီနောက်မှာဘာလုပ်သွားလဲမသိပေမဲ့ရဲတွေရောက်လာတဲ့အခါသူပျောက်သွားပါပြီရဲနဲ့စကားပြောနေရင်သူတို့ကအဲ့ဒီလူကမိုးနေပြီးသူ့တိုက်ခန်းကိုမှားနေတာဖြစ်မယ်လို့ပေါ့ပါပြောပါတယ်ဒါပေမဲ့နောက်ဆုံးမှာသူတို့ကအမှန်ကန်တဲ့တိုက်ခန်းကိုရှာတွေ့သွားတာဖြစ်မယ်လို့ဆိုပါတယ်လူနှစ်ယောက်ကကျမကိုအလွန်အမင်းတုံ့ပြန်နေတယ်လို့ပြောတာကိုမကြိုက်ပေမဲ့စိတ်ကိုတည်ငြိမ်အောင်ထိန်းထားရပါတယ်ရဲကတိုက်ခန်းတစ်ဝက်ကိုလှက်ပတ်ပြီးတန်စရာဖြစ်ဖွယ်လူကိုရှာမယ်လို့ပြောပြီးထွက်သွားပါတယ်ဒါပေမဲ့သူတို့ပြန်မလာခဲ့ပါဘူးခဏကြာပြီးနောက်အဆောင်ဖော်ကိုဖုန်းဆက်ပြီးဖြစ်ပျက်သမျှကိုပြောပြပြီးအိမ်ပြန်လာပြီးဖို့တောင်းဆိုခဲ့ပါတယ်။သူမကပြန်မလာခြင်းခဲ့တာကြောင့်တကယ်ချင်းတယောက်ကိုဖုန်းဆက်ပြီးအိမ်မှာလာအိပ်ပြီးဖို့တောင်းပန်ခဲ့ပါတယ်။ကံကောင်းစွာနဲ့သူမကလာပြီးမယ်လို့သဘောတူခဲ့ပါတယ်။သူမရောက်မလာခင်အထိကျမကဆိုဖာပေါ်မှာမီးတွေပိတ်ထားပြီးကလကာတွေကိုအကုန်ပိတ်ထားရေးနိုးချနေခဲ့ပါတယ်။မိနစ်20လောက်အကြာမှာထူးဆန်းတဲ့အတန်ကြီးထပ်ကြားလာရပါတယ်။ဘာကအတန်ထွက်နေလဲမသိပေမဲ့ကြမ်းတကောင်ကကာရံပေါ်မှာတွားသွားနေသလိုအတန်ဖြစ်ပြီးအဲ့ဒီအတန်က10စားလောက်ပိုကျင်နေပါတယ်။နောက်ဆုံးမှာမှန်တကားကိုဖုန်းထားတဲ့ကလကာကနေချောင်းကြည့်လိုက်တဲ့အခါကျမရဲ့အကြီးမားဆုံးအိမ်မက်ဆုပ်ကိုတွေ့လိုက်ရပါတယ်။အဲဒီလူကကာယံကိုထိုးဖောက်ပြီးဟင်းလင်းပြင်းတဲ့ကိုတွားဝင်လာနေပါတယ်။ကျမကထိတ်လန့်ပြီးအော်ဟစ်လိုက်ပါတယ်။သူကနေရန်ဘကိုတက်လာတဲ့အခါအိတ်ကက်ထဲကကြောက်တုံးတုံးကိုထုတ်လိုက်ပါတယ်။သူကမှန်တကားကိုထိုးဖောက်ဖို့ကြံရွယ်နေမှန်းသိလိုက်တာကြောင့်ရှေ့တကားကနေပြေးထွက်ပြီးအကူအညီတောင်းဖို့အဆုံးထိအော်ဟစ်ခဲ့ပါတယ်။ဇင်းကြံကိုဖျက်ပြေးပြီးလေကားထွတ်တွေကိုအလင်းအမြန်ပြေးဆင်းလာခဲ့ပါတယ်။အိမ်နီးချင်းတွေကအပြင်ကိုလှမ်းကြည့်မယ်လို့မျှော်လင့်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတငယ်ချင်းရဲ့ကားရောက်လာတာကိုတွေ့လိုက်ရပါတယ်။ကျမကချက်ချင်းကားတွေကိုပြေးဝင်ပြီးတိုက်ခန်းရက်ကွက်ထဲကထွက်မောင်းဖို့ပြောလိုက်ပါတယ်။တစ်ချိန်တည်းမှာရဲတွေကိုထပ်ဆက်လိုက်ပါတယ်။ကျမတို့ကလမ်းတစ်ဖက်မှာရဲကားတွေတိုက်ခန်းရက်ကွက်ထဲကိုဝင်လာတာကိုမြင်တဲ့အထိစောင့်နေခဲ့ပြီးသူတို့နောက်ကိုလိုက်သွားခဲ့ပါတယ်။
တိုက်ခန်းကိုပြန်ရောက်တဲ့အခါအဲ့ဒီလူကအိမ်ထဲကိုဝင်မလာနိုင်ခဲ့ပါဘူးဟင်းလင်းပြင်ရဲ့ကာယမှာအပေါက်ကြီးတစ်ခုရှိပြီးမှန်တကားမှာအဲ့ရကြီးတစ်ခုရှိနေပေမဲ့သူကမှန်ကုန်မဖွင့်နိုင်ခဲ့ပဲအောက်ထပ်ကိုပြန်ခုန်ဆင်းသွားခဲ့ပါတယ်သူကကျမအောက်ထက်ကအိမ်ကြီးချင်းရဲ့ဟင်းလင်းပြင်ကိုဘလို့တက်လာနိုင်ခဲ့လဲဆိုတာအခုထိစိတ်ကူးထဲမှာမဖြစ်နိုင်တဲ့အဆင့်ထိထူးဆန်းနေပါတယ်ကံကောင်းစွာနဲ့အိမ်ကြီးချင်းတစ်ယောက်ကသူ့ကိုတခြားတိုက်ခန်းတစ်ခုတွေပြေးဝင်သွားတာကိုတွေ့ခဲ့လို့ရဲတွေကအဲ့ဒီတကားကိုခောက်ပြီးသူ့ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်သူကတရားဝင်နေထိုင်သူမဟုတ်ပေမဲ့ရခင်နေရာကနေနှင်ထုတ်ခံရပြီးဒီရက်ွက်ထဲမှာသူ့ဆွေမျိုးတယောက်နဲ့နေထိုင်နေခဲ့တာပါသူ့မှာနှစ်ပေါင်းများစွာမထိန်ချုံနိုင်ခဲ့တဲ့စိတ်ရောဂါပြဿနာတွေရှိနေခဲ့ပါတယ်ကျမကသူ့ကိုတရားစွဲတဲ့အခါသူကထောင်ထဲကိုမသွားရပဲစိတ်ရောဂါဈေးရုံကိုပို့ဆောင်ခံရတဲ့သဘောတူညီချက်ကိုလက်ခံခဲ့ပါတယ်ဒါကအကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်ဒါပေမဲ့သူကကျမစီကနေဘာလို့ချင်ခဲ့လဲဆိုတာအခုထိလုံးဝမသိရသေးပါဘူးကျမရဲ့တငယ်ချင်းကအဲ့ဒီအချိန်မှာရောက်လာခဲ့တာကိုဝမ်းသာမိပါတယ်မဟုတ်ရင်သူကကျမနောက်ကိုလိုက်လာနိုင်ခဲ့မှာပါအဲ့ဒီညကစပြီးအိမ်မှာတယောက်တည်းနေရတာကိုမကြိုက်တာမျိုးမဟုတ်တော့ပါဘူးအဲ့ဒါကကျမကိုကြောက်လွန်းလို့တုန်လှုပ်စေပါတယ်ကျွန်တော်အသက်16နှစ်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပါဘယ်လမှာဖြစ်ခဲ့လဲဆိုတာတော့မမှတ်မိတော့ပေမဲ့နွေရာသီလောက်မှာဖြစ်ခဲ့တာတော့သိပါတယ်ကျွန်တော်ရဲ့မိဘတွေပိတ်ရက်မှာအိမ်မှာမရှိတော့ကျွန်တော်တယောက်တည်း2ရက်လောက်အိမ်မှာကြံခဲ့ပြီးဘာမှမလုပ်ဘဲလွတ်လွတ်လပ်လပ်လှုပ်ချင်ရလှုပ်နေခဲ့ပါတယ်အများအပြား YouTube ကြည့်တာဂိမ်းဆော်တာမိဖို့ကြောင့်ကနေမုတ်ဖုတ်တွေတွားယူစားတာတွေကြားမှာအချိန်ကုန်ခဲ့တဲ့ကျွန်တော်ကအပေါ်ထက်ကိုပိုင်အခန်းထဲမှာ69ရာခိုင်နှုန်းလောက်နှက်ချက်တက်ပြီးနေခဲ့တယ်စေကျော်သက်မိုးကမှကိုပိုင်အခန်းထဲမှာအေးအေးဆေးဆေးထိုင်ပြီးဘသူမှမနှောက်ယှက်ပဲလှုပ်ချင်ရလှုပ်နေရတာကတကယ်ကိုအဆင်ပြေတယ်လို့ခံစားရတယ်ဒါပေမဲ့တစ်ချိန်မှာဂိမ်းဆော့နေရင်ရုတ်တရက်အတန်တွေကြားလိုက်ရတယ်အစပိုင်းမှာတော့ YouTube မှာဗီဒီယိုတစ်ခုခုကိုယ်တိုင်ဖွင့်သွားတာလို့ထင်ခဲ့တယ်ဒါနဲ့ YouTube ကိုစစ်ကြည့်တော့အကုန်လုံးရပ်ထားတာပဲဒါကြောင့်နှစ်ချက်ကိုချွတ်လိုက်တယ်အဲ့ဒီအချိန်မှာအတန်တွေကအပြင်ကလာနေတာကိုသတိထားမိလိုက်တယ်ကျွန်တော်ရဲ့အိတ်ခမ်းပြတင်းပေါက်ကိုအနှဲငယ်ဖွင့်ထားတာမို့တယောက်ယောက်ပြောနေတဲ့မပီမသားအတန်တွေကိုကြားနေရတယ်အပြင်မှာမိုးလေးရွာနေတော့အတန်ကိုပူပြီးမကြားရတာပေါ့ဒါပေမဲ့အဲ့ဒီအတန်ကအိမ်နေရနေနားကလာတာမို့အနီးနားမှာပဲရှိတယ်လို့ထင်ရတယ်သူတို့ဘာတွေပြောနေလဲဆိုတာမသိရသလိုတယောက်တည်းပြောနေတာလားတယောက်နဲ့တယောက်စကားပြောနေတာလားဆိုတာမသိရဘူးကျွန်တော်ကြားရတာကတယောက်တည်းရဲ့အတန်လိုပဲကျွန်တော်ထိုင်နေတဲ့ကလထိုင်ကနေထပြီးပြတင်းပေါက်နားကိုသွားပြီးနားထောင်ဖို့လုပ်တော့အတန်ကရက်သွားတယ်ဒါနဲ့အောက်ထပ်ကိုဆင်းပြီးတခြားပြတင်းပေါက်တွေကနေကြည့်ဖို့ဆုံးဖြတ်လိုက်တယ်ဘာလို့ဆိုည7 နာရီမှာအိမ်နေရနာကပ်ပြီးတယောက်ယောက်ရှောက်သွားနေတာကတကယ်ထူးဆန်းတယ်လေဒါပေမဲ့အောက်ထပ်ရောက်တော့ဘယ်သူမှမရှိတော့ဘူးလို့ထင်ရတယ်ဘာလက္ခဏာမှမတွေ့ရဘူးအဲ့ဒီအချိန်မှာမိဖို့ကြောင့်ကနေအာရုကျော်တစ်ထုပ်ယူပြီးအခန်းထဲကိုပြန်တက်လာခဲ့တယ်အခန်းထဲမှာဂိမ်းဆော့နေတာတနားရီလောက်ရှိမယ်အချိန်ကတကယ်မြန်သွားတယ်ဂိမ်းတစ်ပွဲဆော့နေရင်ရုတ်တရက်နှစ်ချက်အပြင်ကအတန်တစ်ခုကိုကြားလိုက်ရတယ်ဂိမ်းဆော့နေရင်နှစ်ချက်တက်ထားပေမဲ့အတန်ကအရင်ကြားခဲ့တာထက်ပိုပြီးရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်ပိုကျတယ်လို့မဟုတ်ပေမဲ့မပီမသားမဖြစ်တော့ဘူးပြီးတော့သူပြောတာကိုကျွန်တော်သိလိုက်ရတယ်လို့ပဲဒါနဲ့နှစ်ချက်ကိုအမြန်ချွတ်ပြီးနားထောင်လိုက်တယ်အိမ်ထဲမှာတိတ်ဆိတ်နေပြီးကျန်းပြင်းတွေကတကြွကြွမြည်တန်လေးတွေကြားရတယ်15စက္ကန့်လောက်စောင့်နေတော့ထပ်ပြီးအတန်ကိုကြားလိုက်ရတယ် look အဲ့ဒီလူကကျွန်တော်ရဲ့နာမည်အတူခေါ်လိုက်တယ်ကျွန်တော်ရဲ့နာမည်အပြည့်စုံက look ဖြစ်ပေမဲ့ကျွန်တော်တငယ်ချင်းတွေကြားမှာ look လို့ပဲခေါ်ကြတယ်အခုသူခေါ်နေတာကလည်း look ဆိုတဲ့နာမည်ပဲဒါပေမဲ့အဲ့ဒီလူရဲ့အတန်ကိုကျွန်တော်မမှတ်မိဘူးပိုအရေးကြီးတာကအတန်ကကျွန်တော်အောက်ထက်ကနေလာနေတယ်လို့ပဲအိမ်ထဲကနေပြီးလာနေတာလို့သိကြခံစားရတယ်ကျွန်တော်နှစ်ချက်ကိုစပွဲပေါ်မှာအသားရတင်ပြီးထပြီးအိတ်ခန့်တကားစီကိုရှောက်သွားတယ်တကားကိုအတန်မထွက်အောင်အသားလေးဖွင့်ပြီးကြိုးစားခဲ့တယ်တကြွကြီးအတန်မမြင်အောင်ပေါ့တကားဖွင့်လိုက်တာနဲ့သူကကျွန်တော်နာမည်ကိုထပ်ခေါ်တယ်ဒါပေမဲ့အော်ခေါ်တာမျိုးမဟုတ်ဘူးတယောက်ယောက်ကိုတခုခုမေးဖို့နာမည်ခေါ်သလိုတိုးတိုးဖြည်းဖြည်းခေါ်နေတာပဲတယောက်ယောက်ကိုမေးချင်လို့ခေါ်နေသလို ACB ဖော်ရွေတဲ့ပုံစံမျိုးဒါပေမဲ့ဒီလူကကျွန်တော်အိမ်ထဲကိုခိုးဝင်လာတဲ့သူဖြစ်နေတော့ဒီလိုအတန်မျိုးကပိုပြီးထိတ်လန့်စရာကောင်းသွားတယ်သူ့အတန်ကအကွဲနေတဲ့အတန်မျိုးစိတ်လေးတစ်သက်လုံးတောက်ထားတဲ့အသက်50လောက်ရှိတဲ့လူတစ်ယောက်ရဲ့အတန်လိုပဲသူကကျွန်တော်နာမည်ကိုထပ်ခေါ်တဲ့အခါသူကအိမ်ထဲမှာတေချာပေါက်ရှိနေပြီးလေကားအောင်နာမှာရှိနေမယ်လို့အတီးပြုတ်နိုင်တယ်ကျွန်တော်နောက်ပြန်ဆုပ်ပြီးတကားကိုဖွင့်ထားလိုက်တယ်သူနဲ့အရန်နီးနေတာမို့တကားပိတ်ရင်အတန်ထွက်မှာကိုကြောက်လို့ပါပြီးတော့အိတ်ခမ်းရဲ့နောက်ဘက်ပြတင်းပေါက်စီကိုသွားပြီးပြတင်းပေါက်ကိုပို့ဖွင့်လိုက်တယ်အဲ့ဒီကနေအိမ်ခေါင်မိုးပေါက်ကိုဂယုတစိုက်ထွက်လိုက်ပြီးပြတင်းပေါက်ကိုတော့မချပဲတက်နိုင်သမျှပိတ်ထားလိုက်တယ်အဲ့ဒါကအိမ်ခေါင်မိုးတစ်ခုလုံးမဟုတ်ဘူးတကယ်တော့အင်းရှိမှရှိတဲ့ဇင်းကြံခေါင်မိုးငှက်မျော်လေးပဲကျွန်တော်ရဲ့ပြတင်းပေါက်နားမှာရှိတာမို့3 ဘီဒါမှမဟုတ်4 ဘီလောက်ရှိတဲ့စောက်နေတဲ့ခေါင်မိုးကျွန်းလေးပေါ်မှာရက်လို့ရတယ်ထိုင်လို့လည်းရတယ်မိုးရီဆိုပြီးချောမော့နေတာမို့တိတ်တော့အန်ဒီရကင်းတယ်လို့မထင်ရဘူးဒါပေမဲ့အိတ်ခမ်းထဲမှာပုံနေပြီးရဲတွေမရောက်ခင်တွေ့ခင်ရမှာတဲ့စာရင်ဒါကရွေးချက်စရာမရှိတဲ့တခုတည်းသောနီလန်ပဲအဲ့ဒီအချိန်မှာကျွန်တော်အမားကြီးတစ်ခုလုံးမိတာကိုသတိရလိုက်တယ်ဖုန်းကိုစပွဲပေါ်မှာထားခဲ့မိတယ်ထွက်လာဖို့အလင်းလိုနေတာမို့ဖုန်းအကြောင်းလုံးဝမစင်စားမိခဲ့ဘူး
ဒါနဲ့ပြတင်းမောက်စီကိုပြန်သွားပြီးဖုံးယူဖို့ပြင်လိုက်တယ်ဒါပေမဲ့အခန်းထဲကိုချောင်းကြည့်လိုက်တဲ့အခါအိတ်ခမ်းတကားအပြင်ဘက်ဇင်းချန်တစ်လျှောက်လှုပ်ရှားနေတဲ့အရက်တစ်ခုကိုတွေ့လိုက်ရတယ်ကျွန်တော်အမြန်ပြန်ဆုပ်ပြီးမမြင်ရအောင်ရှောင်ထွက်လိုက်တယ်နှလုံးခုန်တက်ကတဒိန်ဒိန်စက္ကန့်အနည်းငယ်အကြာကျွန်တော်ရဲ့အခန်းထဲမှာပစ္စည်းတွေရွေလျားတဲ့အတန်ကြားရပြီးအဲ့ဒီလူကကျွန်တော်နာမည်ကိုထပ်ခေါ်ပြန်တယ်ထူးဆန်းပြီးထိတ်လန့်စရာကောင်းတဲ့တိုးညင်းတဲ့အတန်မျိုးကျွန်တော်အနှဲငယ်ချောင်းကြည့်လိုက်တော့အခန်းထဲကိုတစ်စိတ်တစ်ပိုင်းမြင်ရတယ်။နေရာပေါ်မှာသူ့အရိပ်ကလှုပ်ရှားနေတာကိုတွေ့ရတယ်။စပွဲဘက်ကိုကြည့်နေပြီးဂိမ်းဖွင့်ထားတာကိုတွေ့ပြီးကျွန်တော်ကအနီးနားမှာပဲရှိမယ်လို့တွက်ဆနေတာဖြစ်မယ်။သူကဘာတူလဲဆိုတာတစ်ချက်လောက်ကြည့်ချင်ပေမဲ့ဖမ်းမိသွားမှကြောက်တာမို့မကြည့်ရဲခဲ့ဘူး။ကျွန်တော်မှတွေးခံရတော့မယ်ဆိုတဲ့6နဝမအာယုံခံစားမှုမျိုးရလာတယ်။ဒါနဲ့အမြန်လှုပ်ရှားလိုက်ပြီးခေါင်းမိုးစုံရဲ့အဝေးဆုံးနေရာစီကိုသွားလိုက်တယ်။အောက်မှာခြုံပေါ်လေးတစ်ခုနဲ့မျက်ခင်ပဲရှိတယ်။ပေ8ပေဒါမှမဟုတ်10ပေလောက်အမြင့်ရှိတယ်။ကျွန်တော်အရင်ဆုံးခြေထောက်တွဲလောင်းချပြီးလွတ်ချလိုက်တယ်။မြေပြင်မှာခြေထောက်နဲ့ဆင်းပြီးနောက်ကျောနဲ့ကျသွားတယ်။တကယ်နာတယ်။ဒါပေမဲ့ဘာအယိုးမှမကြိုးဘူး။ထပြီးအနီးဆုံးအိမ်ကြီးချင်းစီပြီးသွားတယ်။တကယ်တော့ဒီလိုဇက်လန်းတွေထဲမှာတခြားသူကဘလို့လုံနိုင်တယ်လဲဆိုတာမသိဘူးကျွန်တော်ကတော့တကားသွားခောက်ပြီးမဲ့ဘသူမှတကားဖွင့်ပြီးမကူညီခဲ့ဘူးညတကောင်ရံမှာကျွန်တော်ကိုတကားဖွင့်ပေးဖို့လူဆိုးလို့ထင်သွားတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့အဆုံးမှာအဆင်ပြေသွားတယ်အိမ်တိန်ကကျွန်တော်တကားကိုပြင်းပြင်းထန်ထန်ခောက်တာကြောင့်ရဲကိုဖုံးဆက်လိုက်တယ်ရဲရောက်လာတော့ကျွန်တော်ရဲ့အခြေအနေကိုရှင်းပြလိုက်တယ်အပြင်မှာဘလောက်ကြာနေခဲ့လဲမသိဘူးခံမှန်းကြီးမိနစ်20လောက်နေမှရဲရောက်လာတယ်အိမ်ထဲကလူကထွက်ပြေးသွားပြီးဖြစ်မယ်ဒါပေမဲ့ရဲကကျွန်တော်ရဲ့အခန်းထဲကပြတင်းဘက်ကိုလုံးဝဖွင့်ထားတာကိုတွေ့ခဲ့တယ်ကျွန်တော်ထွက်သွားပြီးနောက်အဲ့ဒီလူကခေါင်းမိုးအစုံကိုထွက်ကြည့်ခဲ့တာဖြစ်မယ်ဒါကိုသိလိုက်ရတော့ကျွန်တော်နှလုံးခုန်တန်ကတဒိန်ဒိန်နဲ့ဘာလို့နီးကပ်ခဲ့တယ်လဲဆိုတာတွေးကြည့်ရုံနဲ့တင်ကြောက်စရာပဲနောက်ရက်တွေမှာခြေထောက်တွေကခုန်ချခဲ့တာကြောင့်ဖောင်းနေတယ်ဒါပေမဲ့ရေရှည်ထိခိုက်မှုတော့မရှိခဲ့ဘူးဒီလိုဆုံးဖြတ်ချက်ကကျွန်တော်ရဲ့အသက်ကိုကယ်တင်ခဲ့တာဖြစ်နိုင်တယ်ဒါမှမဟုတ်အဲ့ဒီခိုးဝင်သူရဲ့မကောင်းတဲ့အကြံစီတွေကနေကာကွယ်ပေးခဲ့တာလည်းဖြစ်နိုင်တယ်လို့တွေးမိတယ်ဒါပေမဲ့အဲ့ဒီလူကဘာတူလဲဆိုတာကိုမမြင်လိုက်ရတာကကျွန်တော်ရဲ့စိတ်ထဲမှာအမြဲတမ်းခြောက်လန့်နေမဲ့အရာတစ်ခုပဲအနှဲငယ်စွန့်စားပြီးကြည့်လိုက်ရင်ဘာတူလဲဆိုတာသိခဲ့မှလို့တွေးမိပေမဲ့အခုလိုအသက်အန္တရာယ်မရှိတဲ့အချိန်မှာပြောရတာကလွယ်ပါတယ်ကျွန်တော်နဲ့မိသားစုတည်ထားသလောက်အဲ့ဒီလူကဘယ်တော့မှပြန်မလာခဲ့သလိုဘာမှလည်းဆက်လုပ်မသွားခဲ့ဘူးအခုဆိုကျွန်တော်လည်းအသက်ကြီးလာပြီမို့ဒီအကြောင်းကဘာမှအဆက်ဖြစ်လာမယ်လို့မထင်တော့ဘူးဒီအတိုင်းပဲဆက်နေဖို့ပဲမျှော်လင့်ပါတယ်အခုကျွန်တော်ကမျိုးတွေကရုံကန်တစ်တလီတစ်ခုမှလုံခြုံရေးဝန်ထမ်းအဖြစ်အလုပ်လုပ်နေတယ်အဲ့ဒီအဖြစ်အပျက်ဖြစ်ပြီးနောက်မှာတောင်ဒီအလုပ်ကိုဆက်လုပ်ဖို့ဆုံးဖြတ်ခဲ့တာကပတ်စံပိုရတဲ့တခြားအလုပ်မရှိလို့ပဲဒါပေမဲ့အခွင့်အရေးရတာနဲ့ဒီအလုပ်ကနေထွက်မယ်လို့ယုံထားပါတယ်ဒီအလုပ်ကိုရခဲ့တဲ့အကြောင်းရင်းတစ်ခုကဒီရုံကန်ကမျိုးတွေကချမ်းသာတဲ့နေရာတစ်ခုမှရှိတဲ့စီးပွားရေးခရိုင်တစ်ခုရဲ့အစိတ်အပိုင်းဖြစ်နေလို့ပဲဒီလိုနေရာမျိုးမှာလုံခြုံရေးဝန်ထမ်းတွေရှိမှာပဲမရှိရင်တော့ကင်မရာတွေစောင့်ကြည့်ရေးစနစ်တွေနဲ့လုံခြုံမှုရှိမယ်လို့လူတိုင်းသိထားတာမို့ဒီနေရာကိုခိုးဝင်မှုစူးစမ်းမဲ့သူမရှိဘူးလို့ထင်ခဲ့တယ်ဒါပေမဲ့တညမှာည10:00 နာရီလောက်မှာအလုပ်စဝင်ပြီးစောင့်ကြည့်ရေးစနစ်တွေကိုဖွင့်ဖို့ရုံထဲကိုအမြန်လက်ပတ်ကြည့်ရှုခဲ့တယ်ပြီးတော့လုံခြုံရေးရုံကန်ထဲကိုဝင်သွားတယ်တကယ်တော့အဲ့ဒီရုံကန်ကဗီဒီယိုလောက်ပဲသိတယ်ပြတင်းပေါက်မရှိဘာမှမရှိတော့တိတ်ပြောစရာမကောင်းတဲ့နေရာပဲဒါကြောင့်တက်နိုင်ရင်ခဏခဏလှည့်ပတ်သွားရတာကိုကြိုက်တယ်တနားရီတစ်ခါပဲထပြီးရုံနဲ့လှည့်ပတ်ပြီးအစအုပ်ပတ်လေကိုစစ်ဆေးရမှာဖြစ်ပေမဲ့ကျွန်တော်ကပိုမကြမကြလှည့်ပတ်တယ်ကင်မရာတွေနဲ့စနစ်တွေကိုစောင့်ကြည့်နေရတာကတကယ်ပြင်းစရာကောင်းလို့ပဲဒါပေမဲ့အဲ့ဒီညမှာမိုးကျနေတာမို့အပြင်မှာလှည့်မသွားနိုင်ဘူးဒါကြောင့်ရုံထဲကအစင်းချက်တွေထဲမှာပဲရှောက်သွားနေရတယ်တခုပြောရမယ်ဆိုရင်မိုးရွာတိုင်းကင်မရာတွေရဲ့မှန်ဘလူးတွေကမှုံသွားသွားတယ်အပြင်ကင်မရာတွေကအဲ့ဒီအခါမှာအသုံးမဝင်တော့လောက်ပဲအလုံးဆောက်ဝင်ပြီးမိနစ်30လောက်မှာမော်ဒီတာပေါ်မှာသတိပေးချက်တစ်ခုပေါ်လာတယ်အဆောင်ဦးအရှိဘက်ကကင်မရာတစ်လုံးကလှုပ်ရှားမှုတစ်ခုကိုဖမ်းမိထားတယ်ကျွန်တော်စစ်ကြည့်တော့ဘာမှသိချာမမြင်ရဘူးဒါပေမဲ့ရှေ့တကားနားမှာတယောက်ရက်နေသလိုအနှဲငယ်လှုပ်ရှားနေတာကိုတွေ့ရတယ်ဒါနဲ့လုံခြုံရေးရုံးခန်းကနေထွက်ပြီးအောက်ထပ်ကိုဆင်းသွားတယ်အဲ့ဒီလူကဘာလို့ချင်တာလဲတကယ်ပဲလူရှိလားဆိုတာကိုတွားကြည့်ဖို့ပဲရည်ရွယ်ခဲ့တယ်ဒါပေမဲ့တကားဖွင့်ပြီးအပြင်ကြည့်တော့ဘယ်သူမှမရှိတော့ဘူးမိုးကျနေတဲ့အရှုပ်ရှက်ခတ်နေတဲ့မြင်ကွင်းပဲရှိတယ်ဒါနဲ့တကားပိတ်ပြီးအချက်ပြစနစ်ကိုပြန်ဖွင့်လိုက်တယ်ဒီလိုညာမျိုးမှာဒီနေရာမှာတယောက်ယောက်ရှိနေတာကတကယ်ထူးဆန်းတယ်သူကအစအုံမားလာတာလည်းဖြစ်နိုင်တယ်ဘာပဲဖြစ်ဖြစ်သူထွက်သွားပြီလို့ထင်တာမို့သိဂီယူမဆိုင်ဖို့စူးစမ်းခဲ့တယ်ရုံးခန်းထဲကိုပြန်တက်လာခဲ့တယ်ထိုင်ပြီး9မိနစ်လောက်ပဲရှိသေးတယ်ဖုန်းတစ်လုံးမြည်လာတယ်ဒါကကျွန်တော်ရဲ့ဇပွဲပေါ်ကလုံခြုံရေးဖုန်းမဟုတ်ဘူးအောက်ထဲရုံးခန်းတစ်ခုတည်းကနေလာတဲ့အတန်လိုပဲစိတ်အနှောက်အယှက်ဖြစ်ပြီးထပြီးအောက်ထက်ကိုဆင်းသွားတယ်ဒါပေမဲ့ရောက်တဲ့အခါဖုန်းမြည်တန်ကရက်သွားပြီးမိနစ်အနည်းငယ်စောင့်နေတော့ထင်ထားတဲ့အတိုင်းဖုန်းကထပ်မြည်လာတယ်အတန်လာရကိုလိုက်သွားတော့ပုံမှန်ရုံးခန်းတစ်ခုတည်းကိုရောက်သွားတယ်ဇပွဲတွေတန်းစီထားပြီးအဓိကမီးတွေပိတ်ထားတယ်ဒါပေမဲ့အလဲမှာဇပွဲတစ်ခုပေါ်ကဖုန်းတစ်လုံးကအလင်းရောင်တေးသေးလေးတွေထွက်နေတယ်ဖုန်းစီလျှောက်သွားတော့ဖုန်းမှာအမည်မသိခေါ်ဆိုသူလို့ပြထားတယ်
ဒီလိုရုံးစပွဲပေါ်ကဖုန်းတစ်လုံးကရုတ်တရက်မြည်လာတာကအရန်ထူးဆန်းတယ်ဘာလို့ဒီဖုန်းအတိအကျလဲကုမ္ပဏီနဲ့ချိတ်ဆက်ထားတဲ့အဲ့ဂျိုစပွဲဖုန်းလည်းမဟုတ်ဘဲနဲ့ဒီဖုန်းနံပါတ်ကိုဘသူကဘလို့သိထားတာလဲဖုန်းကင်ပြီးဘသူလဲလို့မေးချင်ခဲ့တယ်ဒီလိုထူးဆန်းတဲ့အရာကိုလှစ်လူရှုဖို့ခက်ခဲတယ်ဒါပေမဲ့ဒါကကျွန်တော်ရဲ့အလုံးမဟုတ်ဘူးကျွန်တော်ကဖုန်းကင်လိုက်ရင်ပြဿနာတက်နိုင်တယ်ဒါကြောင့်ဖုန်းကိုထားခဲ့တယ်ဖုန်းကိုအတန်ပိတ်လို့လည်းမတက်နိုင်ဘူးနောက်တစ်နာရီလောက်လုံခြုံရေးခန်းထဲမှာထိုင်နေရင်အောက်ထက်ကဖုန်းမိတန်ကိုမကြခဏကြားနေရတယ်မနေ့တနာရီမှာထပြီးရုံးခန်းထဲကိုပုံမှန်လက်ပတ်စစ်ဆေးမှုတစ်ခုလုပ်လိုက်တယ်10မိနစ်လောက်ပဲကြာတယ်ပြီးတော့လုံခြုံရေးစပွဲစီကိုပြန်လာခဲ့တယ်ဒါပေမဲ့ထိုင်မို့တော်မမီကလေးကအစာအုပ်ထဲမှာတခုခုထိမှန်သလိုအတန်တခုထွက်လာတယ်အတန်ကလေကားခုံးထဲမှာဒါမှမဟုတ်ဇင်းချက်ထဲမှာပဲ့တင်ထွက်လာသလိုပဲတကယ်ကိုထိတ်လန့်စရာကောင်းတဲ့စနစ်ကိုစစ်ကြည့်တော့ဘာမှထူးဆန်းတာမတွေ့ရဘူးဒါနဲ့အရင်စစ်ဆေးခဲ့တဲ့တကားတွေကိုပြန်စစ်ဖို့အောက်ထက်ကိုပြေးဆင်းသွားတယ်ရှေ့တကားနားရောက်တော့အချက်ပြစနစ်ပေါ်မှာမီးစိန်တစ်လုံးကိုမိတ်တုံနဲ့တွေ့လိုက်ရတယ်အဲ့ဒီတကားကပိတ်ထားတဲ့စနစ်ကိုရပ်ထားသလိုဖြစ်နေတယ်ကျွန်တော်တောင်းဒီလိုဘယ်တော့မှမလုပ်ခဲ့ဘူးဖွင့်တာနဲ့ပိတ်တာပဲလုပ်ခဲ့တာရက်ထားတာမျိုးမလုပ်ခဲ့ဘူးစိတ်ထဲမှာတင်းမာမှုတွေခံစားရပြီးတကားကိုဖွင့်ပြီးအပြင်ကိုကြည့်လိုက်တယ်မိုးကျနေပြီးဘယ်သူမှမရှိဘူးတကားကိုပိတ်ပြီးတောက်ခတ်လိုက်တယ်အဲ့ဒီညမှာတခုခုတကယ်ထူးဆန်းနေတယ်ဒီအလုပ်လုပ်နေကြတဲ့ကပထမဆုံးအကြိမ်အဖြစ်စိတ်မသက်မသာဖြစ်လာတယ်။ဘာတွေဖြစ်နေလဲဆိုတာလုံးဝမသိဘူး။စနစ်ကိုပြန်စစ်ကြည့်ရင်တခုခုသိရမလားလို့မျှော်လင့်ပြီးလေကားကိုအမြန်တက်လာခဲ့တယ်။တတိယတဲ့ရဲ့ယုံဇင်းချန်စီဥတီတဲ့တကားကဖွင့်ထားတာကိုတွေ့လိုက်ရတယ်။အဲ့ဒီကအရင်ကဖုံးမြေတန်လာခဲ့တဲ့နေရာပဲကျွန်တော်တကားစီဂီယိုတစ်စိုက်ချောက်သွားပြီးဇင်းချန်နဲ့ကိုချောင်းကြည့်လိုက်တယ်။ဘာတမ်းမှမကြရဘူး။ပြီးတော့ရုတ်တရက်အရာအလုံးမှောင်သွားတယ်။ကျွန်တော်ရဲ့အမြင်အကြားအယုံအသိစိတ်အလုံးခဏတာဖြတ်ထုတ်သွားသလိုပဲပြန်နိုးလာတဲ့အခါကျွန်တော်လုံးဝမူးဝင်နေပြီးနောက်ကျောဘက်ကိုရိုင်ထိုးနေတယ်ခဏတာတတိလက်သွားပြီမယ်ကျွန်တော်ရဲ့နောက်စီကိုရိုက်ခံလိုက်ရတာကိုချက်ချင်းသိလိုက်တယ်ခဏကိုတစ်ခုလုံးတတိထားဖို့ရုန်းကန်နေရင်လေကားပေါ်မှာအနှင်းငယ်ပြုတ်ကျသွားပြီးတကောက်ဝမှာရက်နေတဲ့လူတစ်ယောက်ကိုဝိုတိုဝါတာပုံရိပ်ကိုတွေ့လိုက်ရတယ်ချက်ချင်းထပြီးလေကားအောက်ကိုမူးဝေပြီးပြေးဆင်းလာခဲ့တယ်နားထဲမှာအဆက်မပြတ်မြည်နေပြီးခေါင်းကတဒိန်ဒိန်နဲ့အစာအုပ်အပြင်ကိုရောက်အောင်ထွက်လာနိုင်ခဲ့တယ်ခါဘက်မှာပါတဲ့အလုပ်ဖုန်းကိုယူပြီး911ကိုအမြန်ခေါ်လိုက်တယ်မိုးကျနေတဲ့အခါကျွန်တော်ရဲ့ကားနောက်မှာပုံနေရင်ရဲတွေရောက်လာဖို့စောင့်ခဲ့တယ်ကျွန်တော်ဘလောက်ကြာစောင့်ကြလဲဆိုတာမသိတော့ဘူးတတိတဝက်တစားနယ်ပဲရှိခဲ့တယ်ရဲတွေကအစာအိုးထဲမှာဘယ်သူမှမတွေ့ခဲ့ဘူးကျွန်တော်ကိုစေးရုံပို့ပြီးတော်တော်ဆိုးတဲ့အုံနောက်ထိခိုက်မှုအတွက်ကုသပေးခဲ့တယ်ဒါပေမဲ့တခြားဘာမှမဖြစ်ခဲ့ဘူးဒါကတာမန်ခိုးဝင်မှုလို့ထင်ရပေမဲ့အရာအလုံးပေါင်းဆက်ကြည့်ရင်ပိုပြီးကျွမ်းကျင်တဲ့ပုံစံမျိုးခံစားရတယ်။မိုးရွာတဲ့ညမှာကင်မရာမန်ဘလူးတွေမှုံဝါးနေတဲ့အချိန်ကိုရွေးလောက်တာဖုန်းခေါ်ဆိုမှုကလည်းသူတို့လောက်တာဆိုရင်အများပြည်သူမသိတဲ့ရုံးခန်းတစ်ခုရဲ့ဖုန်းနံပါတ်ကိုတည်ထားတာပြီးတော့လုံခြုံရေးစနစ်ကိုဘလို့အလုပ်လုပ်လဲဆိုတာကိုသိပြီးအဲ့ဒါကိုပိတ်ထားနိုင်အောင်လုပ်ခဲ့တာဒါတွေကတာမန်လူတယောက်ရုတ်တရက်ခိုးဝင်တာမျိုးမဟုတ်ဘူးလို့ထင်ရတယ်။သူကကျွန်တော်ကိုအရန်ပြင်းထန်စွာရိုက်ခဲ့တာမို့သူ့ရဲ့ဝိုတိုဝါတာပုံရိပ်ကလွဲရင်ဘာမှမမြင်ခဲ့ရဘူး။ဒါကြောင့်ရဲတွေကိုဖော်ပြချက်မပေးနိုင်ခဲ့ဘူး။ဒါတွေအလုံးကိုပြောပြပေးမဲ့ဘာမှအဖြစ်မရခဲ့ဘူး။အဲ့ဒီအဖြစ်ပြက်ပြီးလာပေါင်းများစွာကြာတဲ့အထိကုမ္ပဏီကဘာမှမပြောခဲ့ဘူး။ဘာတွေခိုးယူခံရလား။ဘာလို့လဲဆိုတာသိရလား။ဘာကြောင့်ခိုးဝင်ခဲ့တာလဲဆိုတာဘာမှမသိရဘူးတကယ်ထူးဆန်းတယ်အခုလဲအလုံးသစ်တစ်ခုရှာနေတော့ပဲဒါပေမဲ့အဲ့ဒီအချိန်ထိရုံးခန်းထဲမှာထူးဆန်းတဲ့အရာတွေဖြစ်လာရင်ပိုပြီးတတိထားနေမယ်လွန်ခဲ့တဲ့လအနေငယ်ကကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းတောမတ်တို့ကျွန်တော်အိမ်မှာညဘက်မှာအထူးအနားယူနေခဲ့တဲ့နောက်နေ့မှာနှစ်ယောက်စလုံးအလုံးမရှိတော့ဘီယာတောင်းရင်အေးစစ်စစ်နေခဲ့ကြတယ်တကယ်တော့ဒီလောက်ကြာနေဖို့မရည်ရွယ်ထားပေမဲ့ည10နာရီလောက်ရောက်တဲ့အခါတောမတ်ကိုဆိုဖာပေါ်မှာအိတ်ဖို့ကန်လန်းလိုက်တယ်ဒါကတကယ်တော့ပုံမှန်ဖြစ်နေကြပဲသူကသူ့မိဘတွေနဲ့အတူနေတော့မို့ကျွန်တော်အိမ်မှာလာနေတာကသူ့အတွက်နေရာလွတ်ရတာနဲ့တူတယ်ဒါနဲ့နောက်နေ့မနေ့အတွက်အစီအစဉ်တွေဆွဲလိုက်တယ်တနေ့လုံးအရမ်းမိုက်တဲ့နေ့တစ်နေ့ဖြစ်လာမယ်လို့စီစဉ်ထားပြီးဒါပေမဲ့တောမတ်ကအဝတ်အစားတွေဒါမှမဟုတ်တခြားပစ္စည်းတွေမယူလာခဲ့ဘူးဒါကြောင့်အရင်မတော့ခင်သူ့အိမ်ကိုခဏပြန်ပြီးပစ္စည်းတွေသွားယူဖို့ဆုံးဖြတ်လိုက်တယ်ဒီလိုဆိုရင်သူပြန်လာတဲ့အခါဆက်တောက်လို့ရမယ်နောက်နေ့အတွက်လည်းပစ္စည်းတွေအစင်းစင်းဖြစ်မယ်ပေါ့တကယ်တော့သူ့အိမ်ကိုပြန်သွားရမှာဆိုတော့အိမ်မှာပဲနေလိုက်လေရတာပဲဒါပေမဲ့ပြောခဲ့သလိုသူကကျွန်တော်အိမ်မှာနေရတာကိုပိုကြိုက်တယ်သူ့အိမ်ကကားနဲ့9မိနစ်ပဲကြာတာမို့ကျွန်တော်ကအိမ်မှာပဲစောင့်နေခဲ့တယ်ဇင်းချံမှာထွက်ဆောင်ဖို့ရည်ရွယ်ခဲ့ပေမဲ့အပြင်မှာမိုးတွေကျနေတာကိုဘလို့မှသတိမထားမိခဲ့ဘူးဒါကြောင့်အိမ်ထဲမှာပြန်ဝင်ပြီးဆိုဖာပေါ်မှာထိုင်ဆောင်နေတယ်ဖုန်းကိုလိမ့်ကြည့်ရင်ဘီယာတငိုချင်းတောက်နေပြီးအချိန်ကိုသိမ့်မကြည့်မိဘူးဒါပေမဲ့15မိနစ်ကနေမိနစ်20လောက်အကြာမှာရှေ့တကားမှာတကားခောက်တန်ထွက်လာတဲ့ကျွန်တော်အမြင်ထားပြီးတကားကိုပုတ်ပါဖွင့်လိုက်တယ်ဒါပေမဲ့တောမတ်မဟုတ်တာကိုတွေးလိုက်ရတဲ့အခါလက်ထဲကဖန်ခွက်ကလွတ်ကြတော့မလို့ပဲလူတယောက်ကအနက်ရအဝတ်စားတွေဝတ်ထားပြီးမိုးရေစုံနေတယ်တကယ်ကိုထိတ်လန့်စရာကောင်းတဲ့ပုံစံမျိုးဘလောက်မူးနေတောင်ဒီလိုကိုတကားဖွင့်ပေးမယ်လို့မထင်မိဘူး
ပုံမှန်ဆိုရင်သောမတ်ကိုစောင့်နေတာမဟုတ်ရင်အရင်ဆုံးချောင်းကြည့်မှာပဲအပြင်မှာမိုးရီကျနေတာမို့ဒီလူကဘာလုပ်နေတာလဲကျွန်တော်စကားတစ်ခုမှမပြောရသေးခင်အဲ့ဒီလူကတကောက်ဝမှာခြေတလန်းထည့်ပြီးကျွန်တော်ကိုကြည့်လိုက်တဲ့သူကမိုးထဲမှာနိုင်ပေါင်းများစွာရှိခဲ့ပြီလို့ထင်တယ်မျက်နှာတစ်ခုလုံးပင်ပန်းနွမ်းနေနေတဲ့အမူအရာတွေဖုံးလွှမ်းနေတဲ့ကျွန်တော်တကောက်ကိုပြန်ဆွဲပြီးတယောက်ကိုတယောက်အထင်မှားသွားတယ်အဲ့လိုပြောလိုက်တဲ့ဒါပေမဲ့သူကတကောက်ဝမှာခြေထောက်ကိုထားပြီးပြုံးယုံမဲ့ပြုံးနေတယ်ကျွန်တော်တကားကိုပိတ်ဖို့ကြိုးစားပေမဲ့သူကခြေထောက်ကိုမရွှေ့ပဲတကားဝနားမှာပဲထားတယ်တကယ်ထူးဆန်းပြီးတော်တော်လေးအဆင်မပြေဖြစ်ရတဲ့၄စက္ကန့်လောက်တောင်အဲ့ဒီအတိုင်းရက်နေခဲ့ကြတယ်သူကဘာမှမပြောဘူးကျွန်တော်ကလည်းမိုးနေတာမို့ဘာပြောရမလဲမစင်စားနိုင်ခဲ့ဘူးအဲ့ဒီအခါမှာသူကသူ့ခြေထောက်ကိုပြန်ရွှေ့ပြီးနောက်တလန်းဆုပ်သွားတယ်ပြုံးနေရင်းနဲ့ပဲကျွန်တော်တကားကိုပိတ်လိုက်တဲ့ချက်ချင်းစူပါဘောကိုပြန်သွားထိုင်ပြီးတောမတ်ကိုဖုန်းပို့လိုက်တယ်တကားအပြင်မှာထူးဆန်းတဲ့လူတစ်ယောက်လှည့်လည်နေတယ်လို့သတိထားဖို့ပြောလိုက်တယ်တကယ်တော့ဒါကဟာတာအနေနဲ့ပို့လိုက်တာပဲတကားပိတ်ပြီးနောက်ဒီအဖြစ်ပြက်တွေကအရန်ရည်စရာကောင်းတယ်လို့ထင်မိတယ်ဘီယာများများတောက်ထားလို့လည်းဖြစ်နိုင်တယ်အတော်တော်ကြာတဲ့အထိစောင့်နေခဲ့တဲ့သူပြန်လာဖို့လိုအပ်တဲ့အချိန်ထက်ပိုကြာနေပြီးမိုးရွာနေတာကြောင့်နည်းနည်းကြာနေတာလည်းဖြစ်နိုင်တယ်လို့တွေးမိတယ်ဒါပေမဲ့ပြတင်းပေါက်နာသွားပြီးမိုးရွာတာကိုစစ်ကြည့်လိုက်တဲ့အခါတောမတ်ရဲ့ကားကအင်ရှိလမ်းဘေးမှာရပ်ထားတာကိုတွေ့လိုက်ရတယ်ရှုပ်ထွေးသွားပြီးရှေ့တကားကိုတောဖွင့်ကြည့်တယ်ဒါပေမဲ့တောမတ်မရှိဘူးတကားဝမှာရပ်ပြီးမိုးထဲကို10မိနစ်လောက်ကြည့်နေပြီမဲ့တောမတ်ကိုမတွေ့ရဘူးသူကားကရပ်ထားပြီးမီးပိတ်ထားတယ်ကားထဲမှာလှုပ်ရှားမှုမရှိတာမို့သူကားထဲမှာမထိုင်နေတာတော့သိကြတယ်အခုတော့စိတ်ပူလာပြီဖုန်းထုတ်ပြီးတောမတ်ရဲ့ဖုန်းကိုခေါ်ကြည့်တယ်ချက်ချင်းသူကားထဲမှာအလင်းရောင်တစ်ခုထွက်လာတယ်သူ့ဖုန်းအမှန်ပဲအလင်းရောင်ကသူကားထဲမှာမရှိတာကိုရှင်းရှင်းလင်းလင်းမြင်ရလောက်အောင်လင်းထွက်လာတယ်အခုဆိုတကယ်စိတ်ပူလာပြီးမိုးထဲကိုထွက်ပြီးအိမ်ရှိလမ်းဆုံးအထိလျှောက်သွားပြီးပတ်ဝန်းကျင်ကိုကြည့်တယ်သူ့နာမည်ကိုအော်ခေါ်ပေးမယ်အပြင်မှာကမိုးတန်တွေကကျေလွန်းတာမို့အသုံးမဝင်မှန်းသိတယ်မိုးရီထဲမှာတကိုယ်လုံးဆွတ်ဆွတ်သွားတဲ့အခါအရင်ကအိမ်ရှိမှာလှည့်လည်နေတဲ့ထူးဆန်းတဲ့လူတစ်ယောက်ကိုပြန်သတိရလိုက်တယ်သူကဒီအခြေအနေနဲ့တခုခုဆက်ဆက်နေမလားလို့တွေးမိတယ်ဒီအရာအလုံးကတခုခုမမျှော်လင့်ထားတဲ့ခံစားချက်တစ်ခုကိုဖြစ်ပေါ်စေတယ်ကျွန်တော်အိမ်ထဲကိုပြန်ပြေးဝင်လာပြီးတကားကိုတောက်ခတ်လိုက်တယ်ဖနက်ချွရင်တခုခုမှန်မှန်ကန်တာကိုခံစားလိုက်ရတယ်အတိတ်ကဇင်းကြံကိုကြည့်လိုက်တော့မှောင်မဲနေတယ်တကယ်ကိုမှောင်နေတယ်မီးတွေအလုံးပိတ်ထားသလိုဖြစ်နေတယ်ကျွန်တော်ကမီးတွေအလုံးကိုဖွင့်ထားခဲ့တယ်လို့သိချာထင်ထားတာအနည်းဆုံးတော့မီးတစ်လုံးနှလုံးလောက်တော့ဖွင့်ထားခဲ့တာပဲဖြည်းဖြည်းချင်းဇင်းကြံတွေကိုရှောက်သွားတယ်အပြင်မှာမိုးရီရွာနေတဲ့အတန်နဲ့အိမ်ထဲမှာတိတ်ဆိတ်နေတဲ့အခြေအနေကကျွန်တော်လိုချင်တာထက်ပိုပြီးတင်းမာမှုကိုဖြစ်ပေါ်စေတယ်ဇင်းကြံအဆုံရောက်တော့ပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်အခန်းအလုံးမှောင်မဲနေတယ်ဒါပေမဲ့နေရန်ဘေးမှာတယောက်ရဲ့မတိမတာပုံရိပ်တစ်ခုကိုတွေ့လိုက်ရတယ်သူကနေရန်ကပ်ပြီးရက်နေပြီးမမြင်ရအောင်ပုံနေတယ်လို့ဖြစ်နေတယ်ကျွန်တော်သူ့ကိုအနှဲငယ်ကြာကြည့်မိပြီးပြဿနာဖြစ်သွားတယ်စက္ကန့်အနှဲငယ်အကြာမှာအဲ့ဒီလူကယုံကြည်မှုအပြည့်နဲ့ကျွန်တော်စီကိုတလန်းတိုးလာတယ်သူ့လက်တစ်ဖက်ကိုမြှောက်ထားပြီးတစ်ခုခုကိုကင်ထားတယ်အဲ့ဒီအချိန်မှာသူကင်ထားတာကဘာလဲဆိုတာကိုကျွန်တော်သိချမကြည့်ပဲပြေးလိုက်တယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကအင်အားအကုန်သုံးပြီးရှေ့တကားကနေအပြင်ပြေးထွက်ပြီးတက်နိုင်သမျှဝေးရောက်ကိုပြေးသွားတယ်အိမ်တဲ့အင်းရဲ့ရှေ့စင်းကြမှာပုံနေပြီးရဲကိုဖုန်းဆက်လိုက်တယ်အဲ့ဒီကနေမိုးရီထဲမှာကျွန်တော်အိမ်ကိုဝတဝတာလမ်းမြင်နေရတယ်မိနစ်နှင်းငယ်အကြာမှာရဲတွေရောက်လာတယ်ရဲချာကြီးနှစ်ယောက်ကအေးစီစီလျှောက်သွားပြီးရှေ့တကားကိုရောက်တဲ့အခါရုတ်တရက်တနတ်တွေကိုမြောက်ပြီးအိမ်ထဲကိုပြေးဝင်သွားကြတယ်သူတို့ကဇင်းချက်ထဲမှာအဲ့ဒီလူကိုမြင်လိုက်ရပြီးနောက်တကားကနေလိုက်ဖမ်းခဲ့ပြီးမြဲကချန်စီယိုကိုခုံကျော်ပြီးမိုးရွာထဲမှာလွတ်ထွက်သွားတယ်လို့ပြောတယ်ကျွန်တော်ပြေးသွားပြီးအရာအလုံးကိုရဲတွေကိုရှင်းပြလိုက်တယ်သူတို့ကချက်ချင်းတောမတ်ကိုရှာဖွေပြီး9မိနစ်အတွင်းမှာပဲသူ့ကိုတွေ့လိုက်ရတဲ့တောမတ်ကိုလမ်းပြီးမှရပ်ထားတဲ့ကားတစ်စီးထဲမှာတော့ခတ်ပြီးလက်ထိတ်ခတ်ထားတာကိုတွေ့ရတယ်အဲ့ဒီလူကတောမတ်ကိုအိမ်ရှိရောက်တာနဲ့တနက်နဲ့ချင်းချောက်ပြီးလမ်းပြီးကားလေးကိုအတင်းခေါ်သွားခဲ့တယ်ပြီးတော့ကျွန်တော်တောမတ်ကိုရှာနေတဲ့အချိန်မှာအိမ်နောက်ဘက်ကနေခိုးဝင်လာပြီးကျွန်တော်ကိုလည်းအလားတူလုပ်ဖို့ကြိုးစားခဲ့တာဖြစ်မယ်ဆိုလိုတာကသူလက်မြောက်ထားတာကိုမြင်လိုက်ရတဲ့အခါတနက်ကိုကျွန်တော်စီကိုထောင်ထားတာပဲအဲ့ဒီအချိန်မှာမှောင်လွန်းနေတာမို့သူကင်ထားတာကတနက်မှမမြင်ခဲ့ရဘူးဒါကိုသိလိုက်ရရင်ပြေးဖို့တောင်မစွန့်စားသေးဘူးဖြစ်နိုင်တယ်ဒီလိုဆိုရင်ကျွန်တော်နဲ့တောမတ်နှစ်ယောက်စလုံးဒီယူနေတဲ့သူရဲ့တနာစရာအခြေအနေမှာရောက်နေရလိမ့်မယ်။ဘာပဲဖြစ်ဖြစ်အဲ့ဒီလူသုံးခဲ့တဲ့ကားကအဲ့ဒီညမှာခိုးယူခံရတဲ့ကားဖြစ်နေတယ်။ဒါကြောင့်ဘာသဲလွန်စားမှမရှိခဲ့ဘူး။အဲ့ဒီလူကမိုးရွာထဲမှာလုံးဝပျောက်သွားတယ်။ဘာအရာမှမကြံခဲ့ဘူး။သူဘာလို့ဖို့ယူရခဲ့တာလဲ။ဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲဆိုတာဘာမှမသိဘူး။ဒီဇလန်ကကျွန်တော်တို့ရဲ့ထိတ်လန့်စရာအတွေ့အကြုံတွေပဲ။ဒီအဖြစ်အပျက်တွေကိုပြန်တွေးမိတိုင်းကျွန်တော်တို့ဘလောက်နီးကပ်စွာအန်တီယေကိုရင်ဆိုင်ခဲ့ရလဲဆိုတာကိုအံ့ဩစရာပဲ။